Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Gemini နဲ့ Google Form တစ်ခုကိုအမြန်ဖန်တီးနည်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။အရင်ဆုံး Google Form ကိုထုံးစံအတိုင်း Google Form လုပ်နေကြတဲ့အတိုင်း Google Form ကိုတွားလိုက်ပါ။ပြီးတော့ရင်တော့ Google Form ရဲ့ sign in ကိုဝင်လိုက်ပါ။ဝင်လိုက်ပြီးသွားလို့ရှိရင်တော့ဒီမှာ Google Form ထဲကိုဒီလိုမျိုးလေးရောက်လာမှာပဲဖြစ်ပါတယ်။ Google Form ထဲကိုရောက်လာပြီဆိုလို့ရှိရင်တော့ပုံမှန်အတိုင်းပဲ blank form ကိုနှိပ်လိုက်ပါ။ plan form ကိုနှိပ်လိုက်လို့ရှိရင်တော့ဟောဒီလိုမျိုးဒီ tab လေးကြာလာမှာဖြစ်ပါတယ်အဲ့ခါကြလို့ရှိရင်ဒီကိုရဲ့လုပ်ချင်တဲ့form ရဲ့ prompt လေးကိုရိုက်ပေးပေါ့နော်ဆိုရင်ဒီမှာဆိုလို့ရှိရင် create a form for asking the visitors which are the top tourist destination in Vietnam ဒီမှာဆိုရင် Vietnam မှာ share tourist destination တွေကမှလူတွေလေတာအများဆုံးဘယ်နေရာတွေကိုလေကြလဲဘယ်ဟာတွေက top ဖြစ်နေလဲ popular ဖြစ်နေလဲဆိုတဲ့ဥစ္စာကိုသိချင်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလေးရေးပေးထားတယ်ပြီးသွားလို့ရှိရင်တော့ကိုက tourist destination တွေရှိသမျှအကုန်လုံးရေးချင်တာမဟုတ်ဘူးကိုရဲ့ဒီလိုချင်တဲ့prompt လိုချင်တဲ့ဒီ data အထက်က destination တွေကိုပဲပြောချင်တာဆိုလို့ရှိရင်တော့ကိုမှငကိုရှိပြီးသား document လေးရှိရင်တော့ပို့အဆင်ပြေရပေါ့နော်အဲ့ဆိုရင်ကိုဒီမှာလုပ်ထားတဲ့ document လေးအဆင်သင့်ရှိဖို့တော့လိုပါမယ်ဒီမှာဆိုရင်ဒီ9နေရာတွေကိုပဲအဓိကသိချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ9နေရာကိုရေးထားတယ်အဲ့ဆိုရင်ဒီ prompt လေးဒီ sheet လေးကိုမှတ်ထားပြီပေါ့နော်ခုနကform လုပ်တဲ့နေရာကိုပြန်ပြီးတော့တွားလိုက်ပါ form လုပ်တဲ့နေရာကိုပြန်ပြီးတော့တွားပြီးသွားလို့ရှိရင်ဒီမှာဒီ add လေးကိုရိုက်မယ်ပြီးသွားရင် file name ပေါ့နော် file name က Vietnam ဖြစ်တဲ့အတွက်ကြောင့်မလို့ Vietnam ဆိုပြီးတော့ရိုက်ပြီးတော့ရှာလိုက်ပါအဲ့ခါကြလို့ရှိရင်ခုနကဒီ Google Docs ထဲမှာရှိတဲ့ဒီ Vietnam ဆိုတဲ့ file လေးကကြာလာမှာပေါ့နော်ဒါပေမဲ့တခုရှိတာကဒီကိုရိုက်ပြီးတော့ရှာတဲ့အခါမှာဒီ Google Docs မှာလုပ်ထားတဲ့ file ရဲ့ owner name နဲ့ဒီ Google Form ရဲ့ name တွေကတူရမယ်ပေါ့နော်ဘယ်လိုမျိုးပြောရလဲဆိုတော့ဥပမာကိုကဒီ Gmail account မှာ Google Form ကိုလုပ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ Google Documents တွေကလည်းဒီ Gmail account မှာပဲဖြစ်ရမယ်ပေါ့နော်အဲ့ဒါမှရမှာဖြစ်ပါတယ်အကယ်လို့ file owner မဟုတ်ဘူးဆိုရင်တော့ဒီ Gmail account က file ကို access ရှိထားရမယ်ပေါ့နော်အဲ့ဒါမှလုပ်လို့ရမှာဖြစ်ပါတယ်အဲ့ဆိုလို့ရှိရင်ဒီ Vietnam ဆိုတဲ့ခုနကဥစားလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားလို့ရှိရင်တော့ create ကိုနှိပ်လိုက်ပါ create လုပ်ပြီးသွားလို့ရှိရင်သူ organizing content လုပ်နေရလေးကိုခဏလေးစောင့်ရပါမယ်ပြီးသွားရင်တော့ဒီမှာဒီ form လေးရလာပြီပေါ့နော်ဒါဆိုရင်ဒီနေရာတွေထဲမှာလေယာကဘယ်ဟာအများဆုံးလဲဘာလဲစသဖြင့်အကုန်လုံးကို Google က automatic create လုပ်ပြီးသွားပါပဲဖြစ်ပါတယ်ပြီးရင်တော့ဒီ create form ကိုနှိပ်လိုက်လို့ရှိရင်ရပါပြီပြီးရင်တော့ကိုလိုချင်တဲ့ဟာလေးထပ်ပြီးတော့ထည့်လို့လည်းရတယ်ဒါမှမဟုတ် AI ကို question လေး suggest လုပ်ခိုင်းလို့လည်းရပါတယ်ဒီမှာဆိုရင် suggest ထပ်ပြီးတော့လုပ်ခိုင်းထားရပါတော့ဒီ activity လုပ်တဲ့ဥစ္စာတွေနောက်စသဖြင့်ထပ်ပြီးတော့ suggestion တွေလည်းထပ်ပြီးတော့ထည့်လို့ရပါတယ်ပြီးတော့ရင်တော့ publish လေးလုပ်ပြီးလိုက်ရင်ရပါပြီTechmart မှာ ChatGPT, CapCut, Gemini, Canva, Zoom ပဲ digital product ကိုပဲဝယ် TMS ဆွဲ code လေးကိုသုံးပြီးတော့5 to 10% အထိ discount တွေရယူနိုင်တာမို့လို့ code လေးကိုသုံးပြီးဖို့မမေ့နဲ့နော်